အားလုံးပဲမင်္ဂလာပါရှင် Midnight Terrace Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီခါမှာတော့တောနဲ့ကြီးတွေကတဆေးဆိုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်မြင့်တကောင်ရဲ့အချိန်ရှမ်းယူမှတောင်တန်းကြီးရဲ့ရင်ဝင်တွေကမှောင်မိုက်အိုင်ဆိုတဲ့ရွာကလေးဟာတုတ်တန်တစားပြင်လို့တိတ်ဆိတ်ခြောက်ခြားနေပါတယ်ရွာရဲ့အနောက်ဘက်မှာလူသူမနီးတဲ့ရှေးဟောင်းတစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောနဲ့ကြီးတစ်ခုရှိတယ်အဲဒီတောတွေကိုဘသူမှနေဝင်မင်းငိမ့်နောက်ပိုင်းမသွားရကြဘူးလူပြောသူပြောအရာအဲ့ဒီတောဟာအရင်ကစစ်ပွဲတွေအတွင်းလူအမြောက်များအသက်ခံခဲ့ရတဲ့နေရာလို့သိရပါတယ်မောင်ထွန်းနဲ့သူ့တငယ်ချင်းကျော်ကြီးတို့ကတော့မြို့ကပြန်လာတဲ့လူငယ်တွေပြီးတရေတစီဆိုတာမရှိဘူးဆိုတဲ့အယူအဆနဲ့ဒီတောတွေကိုအမဲလိုက်ဖို့ထွက်လာခဲ့ကြပါတယ်တောဆက်ကိုခြေချလိုက်ကြတဲ့ကလီဒူဟာထူးထူးခြားခြားအေးစိမ်နေတယ်ကျော်ကြီးကသူ့ရဲ့လက်နှိပ်ဓမီနဲ့ဟိုဟိုဒီဒီထိုးကြည့်ရင်ဟေ့အောင်ထွန်းကြီးဒီနေ့တိုးရထူးဆန်းနေကွာပရစ်တန်တော့မကြောက်ရအောင်တိတ်ဆိတ်လွန်နေတယ်တကယ်လေးပဝင်းကျင်တစ်ခုလုံးကတေလူတယောက်လိုတိတ်ဆိတ်နေပါတယ်တရွယ်လှုပ်တန်တော့မရှိပါဘူးရုတ်တရက်တစ်ကိုင်းချောက်တစ်ခုကျိုးတဲ့အတန်သူတို့နောင်နာကထွက်လာတယ်သူတို့နှစ်ယောက်လုံးလှည့်ကြည့်လိုက်ပေမဲ့ဘာမှမရှိနေဘူးဒါပေမဲ့သူတို့ရှေ့ဆက်လျှောက်တိုင်းနောက်ကနေခြေတန်းခပ်ဖွားဖွားကထက်ချက်မကွာလိုက်နေတယ်လို့ခံစားနေရတယ်ဘယ်သူလဲမောင်ထွန်းကအော်မေးလိုက်ပေမဲ့တော်တွေကလေတိုးတံပဲပြန်ကြားရပါတယ်ရုတ်တရက်ကြော်ကြီးရဲ့ဓမီရောင်ကတဖြည်းဖြည်းမှိန်းလာတယ်ကျင်းစာတင်နေတဲ့ဘက်ထရီတွေပဲလို့ကြော်ကြီးကရေရွတ်လိုက်ပေမဲ့မောင်ထွန်းစိတ်ထဲမှာတော့မကောင်းတဲ့ခံစားချက်တစ်ခုဝင်လာခဲ့ပါတယ်ခဏအကြာမှာတော့သူတို့ရဲ့နှာခေါင်းထဲကိုပုတ်အေးအနံဆိုတစ်ခုရောက်လာပါတယ်ဒါဟာတေဆုံးနေတဲ့တတဝါတစ်ကောင်ရဲ့အနံထပ်ပိုးပြီးတော့ပြင်းထန်ပါတယ်သူတို့ဟာဘာလဲဆိုတာကိုရှာဖို့ကြိုးစားနေတော့မောင်ထွန်းကအပေါ်မော့ကြည့်လိုက်မိတယ်ညောင်မင်းအိုကြီးတပင်ရဲ့အကိုင်းခက်တွေကြားမှာဖြူဖြော့ဖြော့အဝတ်အစားနဲ့မိန်းမတယောက်ထိုင်နေတယ်သူမရဲ့သပင်တွေကမြေကြီးထိအောင်ရှည်ကျနေပြီးမျက်နှာကိုဖုံးထားတယ်သူမရဲ့ခြေထောက်တွေကလေထဲမှာတွဲလောင်းကျနေပြီးတူတူလေးရည်နေတဲ့ဟာတောအုပ်တစ်ခုလုံးကိုပဲ့တင်ထက်သွားစေပါတယ်ကျော်ကြီးဟိုမှာကြည့်စမ်းမောင်ထွန်းရဲ့စကားကိုကြားတော့ကျော်ကြီးကလှည့်ကြည့်တယ်မိန်းမဟာတဖြည်းဖြည်းချင်းမျက်နှာဖုံးထားတဲ့သပင်တွေကိုဖယ်လိုက်တယ်သူမရဲ့မျက်နှာမှာမျက်လုံးမရှိဘူးမျက်လုံးနေရာမှာတွင်းထူးထားတဲ့တွင်းနဲ့ကြီးနှစ်ခုကသွေးရည်တွေစီးကျနေပြီးပါးစပ်ကတော့ပြုံးပြနေပေမဲ့သွားရီဟာကြောက်စရာကောင်းလာအောင်ချွန်ထက်နေတယ်ပြေးတော့သူတို့နှစ်ယောက်အနောက်ကိုလှည့်မကြည့်ပဲအစွမ်းကုန်ပြေးကြပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကဘလောက်ပဲပြေးအဲ့ဒီညောင်မင်းကြီးနာကိုပဲပြန်ရောက်နေတာပါလမ်းပြောင်းနေပြီဆိုတာသူတို့သိလိုက်ရပါပြီဟေ့ကငါတို့လှည့်ပက်နေတာပဲဘယ်တော့မှမလွတ်တော့ဘူးလားကျော်ကြီးကကြောက်စိတ်နဲ့အော်ပြောလိုက်တယ်ရုတ်တရက်ကျော်ကြီးရဲ့ခြေထောက်အောက်မှာမြေကြီးဟာအောက်ကိုကျွံကျသွားတယ်လို့ခံစားလိုက်ရတယ်ထွန်းကဲပါဦးမောင်ထွန်းလှည့်ကြည့်လိုက်တဲ့အခါမြေကြီးတွေကသွေးချင်းချင်းနီးနေတဲ့လက်တွေကကျော်ကြီးရဲ့ခြေထောက်ကိုဆွဲကင်ထားတာကိုတွေ့လိုက်ရပါတယ်ကျော်ကြီးဟာအစွမ်းကုန်ရုံးကန်မိမဲ့အဲ့ဒီလက်တွေကပိုးပြီးခိုင်မြဲလာတယ်ငါဟုတ်ကဲပါဦးငါမသိချင်သေးဘူးမောင်ထွန်းလည်းကြောက်စိတ်ကိုလျှော့ပြီးကျော်ကြီးရဲ့လက်ကိုဆွဲဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲညောင်မင်းမော်ကမိန်းမကသူတို့ရှေ့မှာရုတ်တရက်ပေါ်လာတယ်သူကငါအတွက်လို့သူမကတူတူလေးပြောလိုက်တယ်ကျော်ကြီးကိုအဲ့ဒီမိန်းမညောင်မင်းမော်ကိုဆွဲတင်သွားပါတော့မောင်ထွန်းကကျော်ကြီးရဲ့အော်တန်ကိုကြားနေရပေမဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးကျော်ကြီးရဲ့ခန္ဓာကိုယ်ဟာညောင်မင်းအိုကြီးရဲ့အကိုင်းခက်တွေကြားမှာပျောက်ကွယ်သွားပါတော့နောက်တနေ့မနက်မှာတော့ရွာသားတွေဟာတောဆက်မှာတတိလစ်နေတဲ့မောင်ထွန်းကိုတွေ့ခဲ့ကြပါတယ်မောင်ထွန်းကဘာမှမပြောနိုင်တော့ပဲအမြဲတမ်းငိုးနေတယ်လို့ကျော်ကြီးကိုပဲခေါ်နေပါတယ်ရွာသားတွေလည်းညောင်မင်းအိုကြီးစီကိုတွားကြည့်ကြပေမဲ့ဘာမှတော့မတွေ့ခဲ့ကြပါဘူးဒါပေမဲ့ရွာသားတွေဟာတောရဲကိုညဘက်သွားတဲ့အခါညောင်မင်းအိုကြီးစီကနေကျော်ကြီးရဲ့အော်တန်ကိုကြားနေရတော့မယ်လို့ပြောကြပါတယ်တောနဲ့ထင်မှာတင်တယောက်တည်းမဟုတ်ဘူးဆိုတာကိုအမြဲတမ်းရပါဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီနောက်ထပ်လည်းဒီချက်ပိုပြီးထိတ်လန့်ကြောချမ်းစရာကောင်းတဲ့တရေဇလန်းမျိုးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ရှင်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်